ယုံဦးကိုစောင့်ကြိုနေချင်းမှာဘိုလီဗီးယားနိုင်ငံရဲ့တမိုင်းဝင်မြို့တော်ကဖုန်ချီချောင်းတစ်ချောင်းရဲ့အချင်းကန်းလေးတစ်ခုထဲမှာတော့တေချင်းတရားကစောင့်ကြိုနေပါတယ်။အဲ့ဒီအခန်းထဲမှာဒန်ယာတွေနဲ့လေးလျောင်းနေသူကတော့ပက်ဒရိုဘလန်ကိုပါ။သူဟာဘိုလီဗီးယားရဲ့9ရောက်မြောက်သမ္မတပါ။ထူးခြားတာကသူသမ္မတဖြစ်တာ6ရက်ပဲရှိပါသေးတယ်။နှစ်သက်ကူးညတန်းကောင်းရမှာပဲတနက်တန်တွေကအေးချမ်းလာတဲ့ဖုန်ကြီးချောင်းကြီးကိုတုံခါသွားစေခဲ့ပါတယ်။ဘိုလီဗီးယားသမိုင်းမှာအတူဆုံးနန်းသက်ကိုပိုင်ဆိုင်ခဲ့တဲ့ဒီလူဟာဘာတူလဲသူဟာတကယ်ပဲနိုင်ငံကိုတစ္ဆာဖောက်ခဲ့လို့အသက်ခံရတာလားဒါမှမဟုတ်အာနာလူပဲရဲ့တားကောင်ဖြစ်ခဲ့တာလားဒီကနေ့မှာတော့ပက်ဒရိုဘလန်ကိုရဲ့ဘဝဇာတ်ကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပက်ဒရိုဘလန်ကို1885ခုနှစ်မှာမွေးဖွားခဲ့ပါတယ်သူရဲ့စစ်သားဘဝဟာအသက်10ခုနှစ်အဲ့ဒီမှာအစတင်ခဲ့ပါတယ်ဒါပေမဲ့လူအများစုမသိကြတာကသူဟာအစပိုင်းမှာလွတ်လပ်ရေးတပ်မတော်ဘက်ကနေမဟုတ်ပဲစပိန်ဗယစ်တပ်မတော်ဘက်ကနေတိုက်ပွဲဝင်ခဲ့တာပါသူဟာမြင်းစည်းစစ်သေးတော်တယောက်အနေနဲ့ထူးခဲ့တဲ့ပါရမီရှိသူပါဗီလူမာတိုက်ပွဲမှာသူပြခဲ့တဲ့တက်တီကြောင့်ကပတိန်ရသူအထိတက်လန်းနိုင်ခဲ့ပါတယ်1823ခုနှစ်တိုက်ပွဲတစ်ခုမှာဆိုရင်သူဟာသူ့ရဲ့ကိုရန်တော်35ယောက်ကနဲ့ရန်သူရှေ့တန်းကိုထိုးဖောက်ခဲ့ပါတယ်တိုက်ပွဲအရှိန်ပြင်းနေချိန်မှာသူဟာရန်သူအရာရှိကိုဓာချင်းရင်ခုတ်ပတ်ဖြစ်ပြီးမြင်းမော်ကနေဆင်းခဲ့ပါတယ်ရန်သူရဲ့ဥထောက်နဲ့ဓာကိုတက်တီအခြေကောက်ယူခဲ့တဲ့သူ့ရဲ့တက်တီကိုစပိန်ဗိုလ်ချုပ်ကြီးကိုတန်ကအံ့ဩခဲ့ရပါတယ်စပိန်ဗိုလ်ချုပ်ကြီးကသူ့ရဲ့ကိုယ်ပိုင်တစ်မြောင်ကိုတောင်ဘလန်ကိုကိုစုအဖြစ်ပေးခဲ့ရတဲ့အထိပါပဲဒါပေမဲ့တောင်အမေရိကတိုက်ရဲ့လွတ်လပ်ရေးလေးပြေတိုက်ခိုက်တာချင်းမှာဘလန်ကိုဟာစပိန်ဘက်ကနေလွတ်လပ်ရေးတပ်မတော်ဘက်ကိုဗတ်ပြောင်းခဲ့ပါတယ်သူဟာနမင်းကျော်ဂျူနင်တိုက်ပွဲမှာအထူးမြင်းစည်းတပ်ရင်ကိုဥဆောင်ခဲ့သူပါ1824ခုနှစ်အာယာကူချာတိုက်ပွဲဟာတောင်အမေရိကလွတ်လပ်ရေးအထက်အဆုံးဖြတ်ပေးတဲ့တိုက်ပွဲပါဒီတိုက်ပွဲမှာဘလန်ကိုဟာအပြင်းထန်ထဏ်ရခဲ့ပါတယ်တေချင်းနဲ့ရှင်ချင်းကြမှာသူကသူ့ရဲ့တက်မှုကိုအခုလိုပြောခဲ့ပါတယ် General ကျွန်တော်တည်ရတော့မယ်ဒါပေမဲ့ကျွန်တော်သွေးနဲ့နိုင်ငံရဲ့လွတ်လပ်ရေးကိုတစိမ့်ခောက်နိုင်ခဲ့လို့ကျေးနပ်ပါတယ်လို့သူ့ရဲ့တက်မှုကိုတခုလိုပြောခဲ့ပါတယ်ဒါပေမဲ့ကန်ခန်းစွာနဲ့သူမတည်ခဲ့ပါဘူးဆရာဝန်တွေကသူ့ကိုကူတာပေးနိုင်ခဲ့ပြီးသူဟာအသစ်ဆက်ဆက်ပေါ်ထွန်းလာသည့်ဘိုလီဗီးယားနိုင်ငံအတွက်ဘိုးချုပ်ကြီးတယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့နိုင်ငံရေးလောကကတိုက်ပွဲတွေထက်ပိုအန္တရာယ်များပါတယ်ဘိုလီဗီးယားနိုင်ငံပေါ်ထွန်းလာချိန်မှာကိုလံဘီယာတပ်တွေဂျနီကာပေါ်မှာရှိနေတာကိုဘလန်ကိုကမကြည့်နိုင်ပါဘူးသူဟာပီရူနိုင်ငံဘက်တော်ရာတယောက်ဖြစ်လာပါတယ်88နှစ်မှာပီရူဘိုချူကြီးကင်မရာကဘိုလီဗီးယားကိုကျူးကျော်ခဲ့ပါတယ်ဘလန်ကိုဟာသူ့ရဲ့ကိုပိုင်နိုင်ငံဘက်ကနေမရက်တီးပဲပီရူစစ်တပ်ကိုလမ်းဖွင့်ပေးခဲ့ပါတယ်သူဟာဘိုလီဗီးယားရဲ့ဂုဏ်သီရှိပုဂ္ဂိုလ်ကြီးအန်တိုနီယိုဂျိုဆေဒီဆူခရေကိုဖမ်းဆီးဖို့အထိကြံစည်ခဲ့ပါတယ်ဒီလိုရဲ့ကြောင့်ပဲသမိုင်းပညာရှင်အတော်များများကဘလန်ကိုငွေနဲ့ဝေလို့ရတဲ့သစ္စာပေါင်းလို့ခေါ်ဖို့ခဲ့ကြပါတယ်ဒါပေမဲ့သူဘက်ကကြည့်ရင်တော့သူဟာဘိုလီဗီးယားကိုကိုလံဘီယာအိုစာအောက်ကနေခဲတင်ချန်တာလို့ဆိုနိုင်ပါတယ်1828ခုနှစ်ဒီဇင်ဘာ26ရက်နေ့မှာဘလန်ကိုဟာဘိုလီဗီးယားနဲ့သမရဖြစ်ကျန်းသစ္စာကျွင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့သမရတပ်တန်းဟာပျော်ရွှင်စရာမကောင်းပါဘူး။နိုင်ငံတွင်ကဘိုးချုပ်ကြီးတွေကသူ့ကိုပြူရုရဲ့ရုပ်သိမ်းလို့တပ်လိုက်ခဲ့ပါတယ်။9ရက်ကြာဒီဇင်ဘာ30ရက်နေ့မှာခလိုနဲ့ရိုဆက်ဦးဆောင်တဲ့တက်တွေကအာဏာသိမ်းလိုက်ပါတယ်။ဘလန်ကိုဟာခုခံဖို့စ조사ပင်နဲ့ဒဏ်ရာရထားခဲ့တဲ့လက်ကမဖိနှောင်နိုင်ခဲ့ဘူး။သူကိုဖမ်းဆီးပြီးလာရက်ဂူလာတာဖုန်ကြီးကျောင်းရဲ့အချင်းကန်းလေးတစ်ဖူထဲကိုပို့လိုက်ပါတယ်1929ခုနှစ်ဇန်နဝါရီလ1ရက်တန်ကောင်းရမှာအဆောင်ဘိုတေဟီစာကအချင်းတန်းထွက်ပြေးလိုက်မည်ဆိုရင်ပြစ်တက်လိုက်ဆိုတဲ့အမင့်ကိုထွက်လိုက်ပါတယ်ဘလန်ကိုဟာအချင်းခန်းထဲမှာအိပ်ပြိုးနေစဉ်အကင်ကစူညောင်းတန်ကြီးကြောင့်နိုးလာပါတယ်သူတကားနာကိုသွားကြည့်ချိန်မှာလေအဆောင်စစ်သားကသူ့ကိုတနက်နဲ့ပြစ်လိုက်ပါတယ်လဲကျသွားတဲ့ဘလန်ကိုစီကိုဘိုတေဟီစာကဝင်ပြီးသူ့ရဲ့တာနဲ့အဆုံးသက်ထိုးတက်လိုက်ပါတယ်နိုင်ငံအတွက်သွေးမြေအကြခဲ့တဲ့စစ်သားရဟောင်းတယောက်ဟာနိုင်ငံရေးသစ္စာဖောက်ရဲ့အဖြစ်သူ့ရဲ့ဘဝကိုအဆုံးသတ်ခဲ့ရပါတယ်။နန်းသက်6ရက်တာပက်ဒရိုဘလန်ကိုပိုင်ဆိုင်ခဲ့တဲ့သမ္မတတပ်တန်းပါ။သူဟာတတိရှိတဲ့စစ်သားတယောက်လား။ဒါမှမဟုတ်အာနာမတ်တဲ့သစ္စာဖောက်လားဆိုတော့ဒီကနေ့အထိငင်းခွနှစ်ကြာစေပါ။ဒါပေမဲ့တခုတော့သိချပါတယ်။သူရဲ့ဇလန်ကတော့ဘိုလီဗီးယားတမိုင်းရဲ့အမှောင်ဆုံးနဲ့အတူဆုံးစာမျက်နှာတစ်ခုအထိကျန်ရစ်နေမှာပါလေ။ဒီပရိမတ်ဆုံးဇလန်ကိုတင်ဟော့ဘလို့မြင်တယ်လေအောက်က comment မှာဆွေးနွေးတော့ကြပါဦး
အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပြင်ပဆုံး story တွေကိုငါထောင်တင်ရင် channel ကို subscribe လုပ်ထားဖို့မမေ့ပါဘူးနဲ့အားလုံးပဲပြီးကင်ကြပါစေ